survey questionnaire form တစ်ခုတိစောက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခြေခံရမယ့်အချက်၃ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ကျွန်တော်တို့ဒီ thesis ရဲ့ကျွန်တော်တို့ရဲ့သုတေသနရဲ့ topic ပါနောက်တစ်ချက်ကကျွန်တော်တို့လေ့လာမယ့်ရည်ရွယ်ချက် research objective ပါနောက်တစ်ခုကကျွန်တော်တို့ဒီသုတေသနမှာအသုံးပြုတဲ့ independent and dependent variable အဲ့တော့ကျွန်တော်တို့ဒီ thesis topic ကိုကျွန်တော်အနေနဲ့ဒီမှာဆိုလို့ရှိရင်ဥပမာနဲ့ကျွန်တော် the impact of marketing mix ကျွန်တော်တို့ marketing mix မှာကျွန်တော်တို့ 7B နဲ့ 4B နဲ့နှစ်မျိုးသုံးလေးရှိပါတယ်ကျွန်တော်အနေနဲ့ဒီမှာကျွန်တော် 4B ကိုပဲလေ့လာသွားမယ်ပေါ့နော် on customer satisfaction at တော့ဒီခုကျွန်တော်ရဲ့ questionnaire ကိုကျွန်တော်ဒီ industry အနေနဲ့ကကျွန်တော် hotel industry အနေနဲ့ကျွန်တော်ဒီဥမာဒီစောက်ပြသွားမှာဖြစ်ဒါကြောင့်ကျွန်တော် hotel ကို R O U hotel ကျွန်တော်မှာ hotel တော့မရှိပါဘူးဒါပေမဲ့ဥမာအနေနဲ့ hotel ကို name ဆိုရင်ကျွန်တော်သုံးလိုက်ရင် sensitive ဖြစ်မှာဆိုတဲ့အတွက်ကျွန်တော်ဒီနောက်တစ် sharing name ကိုပဲ R4U name ကိုပဲကျွန်တော်အသုံးပြုလိုက်တာပါ R4U hotel ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ objective အနေနဲ့ကဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့ဒီ title အတိုင်းပဲရှေ့က to PNA to analyze the imperial marketing mix customer အဲ့တော့ကျွန်တော်တို့ဒီ independent dependent variable သတ်မှတ်ပေးရမယ်ပေါ့အဲ့တော့ independent variable ကိုကျွန်တော်တို့က marketing mix 4BS ကိုကျွန်တော်တို့လေ့လာမှာဖြစ်တဲ့အတွက် 4BS မှာကျွန်တော်တို့ဘာတွေပါလဲဆိုရင်ကျွန်တော်တို့ independent မှာဆိုလို့ရှိရင် independent မှာက 4BS က product ပါမယ်ပြီးတော့ product ပါမယ်ပြီးရင် price ပါမယ် place and promotion အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ dependent DB and DEND dependent မှာကြတော့ရှင်းပါတယ်ကျွန်တော်တို့က customer satisfaction ကို USTOM က SEDNS FBC customer တော့ဒီသတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ survey questionnaire form ကိုစပြီးတော့တည်ဆောက်ပါမယ်ကျွန်တော်တို့ဒီ survey questionnaire တည်ဆောက်ဖို့ရအတွက်ကျွန်တော်တို့ဒီလိုအပ်တဲ့ဒီကျွန်တော်တို့မှာအချက်3ချက်ပေါ့နော်ကျွန်တော်ပြောတဲ့အချက်3ချက်ရသွားပြီဆိုလို့ရှိရင်ကျွန်တော်ကကျွန်တော်တို့ဒီ survey questionnaire form တည်ဆောက်တော့မယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီ survey questionnaire form တည်ဆောက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတက္ကသိုလ်အဖွဲ့အစည်းပြီးတော့ကိုတက်တဲ့ program ပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ဒီ questionnaire file ကform ကကျွန်တော်တို့ပြောင်းတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ survey questionnaire တခုမှာကျွန်တော်တို့ဒီမဖြစ်မနေပါဝင်ရမယ့်အချက်တွေကတော့အတူတူပဲဒီသူ့ရဲ့ format ကလေးသာဒီနည်းနည်းပါးပါးဒီအပြောင်းလဲရှိရင်ရှိမယ်ပေါ့ဒါပေမဲ့ဒီ survey questionnaire တခုမှာမဖြစ်မနေပါဝင်ရမယ့်အပိုင်းတွေကတော့ဒီအတူတူပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီ generally ဒီ survey form တခုမှာမဖြစ်မနေပါဝင်ရမယ့်အပိုင်းတွေကိုကျွန်တော်အနေနဲ့ဆွေးနွေးပေးလိုပါတယ်နံပါတ်1ကကျွန်တော်တို့ survey form တခုမှာမဖြစ်မနေပါဝင်တဲ့အပိုင်းကကျွန်တော်တို့တိုက်တယ်PNDN ထိုက်တယ်ကျွန်တော်တို့ရဲ့သုတေသနစာရန်ခေါင်းစဉ်ဒီ form မှာကျွန်တော်တို့မဖြစ်မနေပါဝင်ရပါမယ်နံပါတ်2ကကျွန်တော်တို့ဒီ target ထားတဲ့ population ဒါမှမဟုတ်ကျွန်တော်တို့ respondent ကိုကျွန်တော်တို့ဒီ welcome ကျွန်တော်တို့ရဲ့ဒီ survey ကိုဖြည့်ပေးဖို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ survey ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပညာရဲ့ level အတွက်ဒါအသုံးပြုပြီးတော့မှဒီမေးမြန်းလိုက်တဲ့ဒီအချက်လက်တွေဟာဆိုလို့ရှိရင်ဒီတခြားဒီရွေချက်နဲ့အသုံးမပြုဘဲနဲ့ဒီပညာရဲ့ဆိုင်ရာအတွက်ဒီဘွဲအတွက်သာကျွန်တော်တို့အသုံးပြုပါမယ်ပြီးလို့ရှိရင်ဒီပုဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်တွေကိုကျွန်တော်တို့ဒီလှုပ်ဝက်သိသိထားပါမယ်ဆိုပြီးကျွန်တော်တို့ကဒီအာမခံတဲ့ပုံစံလဲပါရမလို့ကျွန်တော်တို့သူတို့ဖြည့်ခြင်းလာအောင်ဒီ welcome me ဒီ remark ပေါ့နော်ဒီလိုပုံစံမျိုးကျွန်တော်တို့ကထည့်ပေးရပါမယ်
ကျွန်တော်တို့ကဒီကျွန်တော်အနေနဲ့ဒီမှာ welcome WLCOM welcome ပေါ့နော်ဒီလိုမျိုးဒီစာထည့်ပေးရမယ်နောက်ထပ် number 3ကကျွန်တော်တို့ကကျွန်တော်တို့ဒီမေးမှာကကျွန်တော်တို့ဒီမေးမဲ့ respondent ပေါ့အဲ့တော့ဥပမာကျွန်တော်တို့ကသွားပြီးတော့ဒီ survey မေးမဲ့လူကထားပါတော့ကျွန်တော်တို့လူတယောက်ကိုမေးတော့ဒီလူကကျွန်တော်တို့ကကြားလားမလားပြီးလို့ရှိရင်သူ့ရဲ့ဒီအသက်ကဘယ်လောက်လဲပြီးလို့ရှိရင်သူ့ရဲ့ပညာရည်ချင်းကဘာလဲပြီးလို့ရှိရင်သူ့ရဲ့ဒီပေါ့နော် family member ဘယ်လောက်ရှိလဲပြီးလို့ရှိရင်သူကသူ့ရဲ့အလုပ်အကိုင်ကဘာလဲနောက်တစ်ခုကသူ့ရဲ့ဒီ income ပေါ့နော်သူ့ရဲ့ဒီတစ်လပြန်မြဝင်ငွေကဘယ်လောက်ရှိလဲပေါ့နော်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီကိုလေ့လာတဲ့သုတေသနအကြောင်းအရာပေါ်မှာမူတည်ပြီးတော့အချို့အချက်လက်လေးတွေကိုကျွန်တော်တို့ထပ်ဖြည့်ပေးရမှာပေါ့နော်။ထားပါတော့ကျွန်တော်ကအခု hotel industry ကိုလေ့လာမှာဖြစ်တဲ့အတွက်ခုကျွန်တော်မေးလိုက်တဲ့သူကအနှိမ်ဆုံးဒီ hotel ကိုရောက်ဖူးတဲ့သူပေါ့နော်။ဒါမှပဲကျွန်တော်တို့ရဲ့ဒီ hotel ကပေးတဲ့ product တွေ price တွေ place တွေ promotion တွေဒီ hotel ကိုလာဘူးတဲ့သူလားရင်ဒါတွေကိုသူကဒီ service တွေကိုသူသုံးဖို့မယ်သူအနေနဲ့ဒီချိန်မှာ customer အနေနဲ့ဒီ satisfaction သူ့ရဲ့စိတ်ကျေနပ်မှုဖြစ်လားဒါမှမဟုတ်ကောင်းလားမကောင်းဘူးလားပေါ့နော်ဒါတွေကိုသူသိနိုင်မှာပေါ့အဲ့တော့ကျတော့ကျွန်တော်တို့ကဒီလူတယောက်ကိုမေးတော့မယ်ဆိုလို့ရှိရင်ဒီ hotel ကိုရောက်ဘူးလားဒီ hotel ကဒီပေးနေတဲ့ product သူ့ရဲ့ service ကကောင်းသလားပြီးလို့ရှိရင်ဈေးကြီးသလားသူ့ရဲ့နေရာနေထားသွားရေးလာရေးအဆင်ပြေသလားပြီးလို့ရှိရင်သူတို့ကဘယ်လိုမျိုး promotion တွေလုပ်ပေးရလဲဒါကြောင့်ကျွန်တော်ဆိုလိုချင်တဲ့အဓိကအချက်ကကျွန်တော်တို့မေးတဲ့မေးခွန်းမှာကျွန်တော်တို့မေးတဲ့သူဟာဆိုလို့ရှိရင်ဒီ hotel ကိုရောက်ဖူးသူအသုံးပြုဘူးသူသာလျှင်ကျွန်တော်တို့ကဖြည့်ရမယ်အဲ့တော့ကျွန်တော်တို့ရဲ့မေးခွန်းတွေမှာဗာထည့်ရမလဲဆိုလို့ရှိရင်မင်းအနေနဲ့ကျွန်တော်တို့ကဒီ hotel မှာလာတဲ့ customer ကိုသွားဖြူမှာဖြစ်တဲ့အတွက်မင်း hotel ကိုမင်းအနေနဲ့ဒီ hotel မှာဒီလာပြီးတော့ဘယ်နှကြိမ်တဲဘူးတလဲဒီလိုမျိုးကျွန်တော်တို့မေးခွန်းတွေထည့်ရမယ်ပေါ့နော်အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့ဒီမှာဒီ demographic characteristic ပေါ့ဒါမှမဟုတ်ရင် information လို့သုံးရင်လည်းရတယ်နောက်တစ်ချက်ကကြတော့အလွယ်အနေနဲ့ကျွန်တော်တို့ကဘာမလဲဆိုရင်ကျွန်တော်တို့ရဲ့ independent variable groups ပေါ့အဲ့တော့ကျွန်တော်တို့က independent variable မှာကျွန်တော်တို့က independent variable ၄ခုရှိတယ်အဲ့တော့ independent ဒီနေရာမှာတော့ကျွန်တော်တို့ကိုပေါ့နော်ဒီဘယ်လိုပြောရမလဲဒီ embed ဒီ service တွေပေါ့ဒီ hotel ကပေးတဲ့ service တွေဘာဖြစ်တယ်ညာဖြစ်တယ်ဒီနေရာမှာကျွန်တော်တို့ဒီ independent variable လို့မပေးချင်ရင်ဒီနေရာမှာ name ထည့်လို့ရမယ်ကျွန်တော်တော့မထည့်တော့ဘူးပြီးလို့ရှိရင်နောက်တစ်ခုကဒီ independent variable မှာကျွန်တော်တို့၄ချက်ရှိရပြတဲ့ A ဆိုလို့ရှိရင်ထားပါတော့ PRODUCT product B ဆိုလို့ရှိရင်စလုံးပေါင်း product B ဆိုရင် price ပြီးရင်ကျွန်တော်တို့က C ဆိုရင် C ဆိုလို့ရှိရင် place ပြီးလို့ရှိရင် D ဆိုလို့ရှိရင်ကျွန်တော်တို့ကpromotion ပါပေါ့အဲ့တော့နောက်တစ်ခုကကျွန်တော်တို့က number 5ကတော့ရှင်းပါတယ်ကျွန်တော်တို့ဒီ customer satisfaction dependent variable ဒီမှာတော့ကျွန်တော်တို့က customer satisfaction တစ်ခုပဲ customer customer satisfaction အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ဒီ questionnaire ရဲ့ draft ရသွားပြီပေါ့နော်ကျွန်တော်တို့ questionnaire မှာအပိုင်းအဓိကပါဝင်ရမယ်အချက်၅ချက်ပေါ့အဲ့တော့ပထမတစ်ချက်ကကျွန်တော်တို့ title ပါရမယ် welcoming ဒီစာသားတွေပါရမယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ရဲ့ respondent ရဲ့ demographic information ပါရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့လေ့လာမယ် independent variable dependent variable ပါရမယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာဒါကတော့ထားဆောနာကျွန်တော်ဒီဆွေးနွေးခဲ့တဲ့အတိုင်းဒီကျွန်တော်တို့ရဲ့အသက်အရွယ်ဒီဂျာမ
အလောက်ကိုင်းပညာရှင်ဒီမှာပါမယ်ပေါ့နော်ဒီထဲမှာကျွန်တော်တို့ထားပါတော့ကျွန်တော်တို့ gender တို့ဒီ age တို့စသဖြင့်ကျွန်တော်တို့ပါမယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီကောင်တွေကကျွန်တော်တို့ဒီလိုမျိုးမေးမှာလဲပေါ့များသောအားဖြင့်ကျွန်တော်တို့ဒီ quantitative analysis တွေအတွက်ကျွန်တော်တို့ survey question တွေအသုံးပြုတဲ့အခါမှာကျွန်တော်တို့ဒီ like scale ဒီ questionnaire ကိုအသုံးပြုတာများတယ်အဲ့တော့ကျွန်တော်တို့ကဒီ like scale သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘယ်လိုသုံးမလဲပေါ့အဲ့တော့ကျွန်တော်တို့ like scale မှာဒီ7 like scale ရှိတယ်5 point like scale ရှိတယ်များသောအားဖြင့်ကျွန်တော်တို့နိုင်ငံရဲ့အနေအထားအရဒီ5 point like scale ကိုပဲအသုံးများတယ်အဲကြောင့်ကျွန်တော်တို့5 point like scale ကကျွန်တော်တို့က1 to 5ရှိမယ်အဲ့မှာကျွန်တော်တို့ဒီပါရှိမလဲဆိုရင်သူကဒီ1ဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်အသုံးပြုတာတော့ဒီ strongly disagree ကနေကျွန်တော်တို့ဒီဘက်5ဆိုလို့ရှိရင်ကျွန်တော်တို့ strongly agree ထိကျွန်တော်တို့သုံးတယ်ပေါ့ strongly agree သုံးတယ်ပေါ့အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဘာထပ်ပြီးသတ်မှတ်ဖို့လိုသေးလဲဆိုရင်ကျွန်တော်တို့ရဲ့ဒီ like scale question မှာကျွန်တော်တို့ဒီ item ဘယ်နှခုထားပါတော့ product ဒီ hotel ရဲ့ product အတွက်ကျွန်တော်တို့ item ဘယ်နှခုကျွန်တော်တို့သုံးမလဲပေါ့အဲ့တော့ item ကကျွန်တော်တို့ပုံမှန်အားဖြင့်ကျွန်တော်တို့ဒီ5ခုအထက်ပဲကျွန်တော်တို့သုံးလေးရှိတယ်ပေါ့နော်ပုံမှန်အားဖြင့်ကျွန်တော်တို့ကောင်းတာကတော့9ခု10ခုဒီထက်ဒီများလေကောင်းလေပေါ့ပုံမှန်အားဖြင့်ကျွန်တော်တို့များလေဆိုတာအရင်ကြီးများတော့လေကျွန်တော်တို့ဒီ respondent ကမဖြေနိုင်မှာပေါ့အဲ့တော့ကျွန်တော်တို့ပုံမှန်သုံးနိုင်တာကသုံးတာတော့ကျွန်တော်တို့ဒီ9ခု10ခုကနေကျွန်တော်တို့15ခုလောက်ထိသုံးကြတယ်ပေါ့အဲ့တော့ကျွန်တော်အနေနဲ့ဒီနေရာမှာထားပါတော့ကျွန်တော်7 item သုံးမယ်ပေါ့7 item ပေါ့အဲ့တော့ဒါဒီကောင်းလေးကိုကျွန်တော်တို့ကအကုန်လုံးဒီပုံစံပဲကျွန်တော်တို့မေးမယ်အဲ့တော့မေးမယ်ဆိုတော့ကျွန်တော်တို့ဒီမှာရအဲ့တော့ဒီ customer satisfaction မှာလည်းကျွန်တော်တို့ဒီတိုင်းပဲဒီ legacy နဲ့မေးမယ်ပြီးရင်ကျွန်တော်7 item လောက်ကျွန်တော်စဉ်းစားတယ်ဒါပေမဲ့ဟိုရှာရင်းနဲ့မှထပ်တွေ့ရဆိုလဲကျွန်တော်တို့ထပ်ပြီးတော့တိုးတာတွေလျှော့တာတွေလုပ်လို့ရအဲ့တော့ကျွန်တော်ဆက်သွားလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီ questionnaire တစ်ခုမှာပါရမယ်အချက်လက်တွေကိုကျွန်တော်အသေးစိတ်ဒါဆွေးနွေးပေးတာဖြစ်တယ်